ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ ChatGPT နဲ့ Cloud AI လိုမျိုးနည်းပညာတွေဟာအခုဆိုရင်စာမေးပွဲဖြေတာစာရေးတာတွေတင်မကပဲစစ်မြေပြင်အထိရောက်ရှိသွားခဲ့ပါပြီ။အထူးသဖြင့်မကြာသေးခင်ကအမေရိကန်စစ်တပ်ဟာအရှေ့အလယ်ပိုင်းကအီရန်ကြောထောက်နောက်ခံပြုအဖွဲ့အစည်းတွေကိုတိုက်ခိုက်ရာမှာ Anthropic ကုမ္ပဏီရဲ့ Cloud AI ကိုအသုံးပြုခဲ့တယ်ဆိုတဲ့သတင်းကကမ္ဘာနည်းပညာလောကကိုတုန်လှုပ်စေခဲ့ပါတယ်။ AI ကစစ်ပွဲတွေကိုဘယ်လိုပုံစံနဲ့အနိုင်တိုက်ပေးနေတာလဲ။ဒါဟာလူသားတွေအတွက်အန္တရာယ်လား။ Innobout ရဲ့ဒီနေ့ဗီဒီယိုမှာအသေးစိတ်လေ့လာကြည့်ကြရအောင်။ အမေရိကန်ဗဟိုစစ်ဌာနချုပ်စန့်ကွန်ဟာ Cloud လိုမျိုး La Language LLM model တွေကိုတိုက်ရိုက်တင်နှက်ကင်ခိုင်းတာမဟုတ်ပါဘူး။သူတို့ရဲ့အဓိကတာဝန်ကထောက်လန်းရေးပါအီရန်ရဲ့ဒုံးကျည်စခန်းတွေလက်နက်တိုက်တွေနဲ့ရှို့ဝှက်ပုံးခိုရာနေရာတွေကိုရှာဖွေဖို့အတွက်အသုံးပြုခဲ့တာပါ။အရင်ကဆိုရင်လူများပြားနဲ့ရပ်ပေါင်းများစွာအချိန်ပေးဖတ်ရှုရမယ့်အချက်လက်တန်းပေါင်းများစွာကို Cloud AI ကစက္ကန့်ပိုင်းအတွင်းခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်။ဒါတင်မကပဲရန်သူရဲ့ဆက်သွယ်ရေးကွန်ရက်တွေကရှို့ဝှက်ကုတ်တွေကိုဖော်ထုတ်ရမှာလဲ AI ကအဓိကနေရာကပါဝင်နေပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းဂျော်ဒန်နိုင်ငံမှာအမေရိကန်စစ်သားတွေတိုက်ခိုက်ခံရပြီးနောက်ပိုင်းပြုလုပ်ခဲ့တဲ့တုံ့ပြန်စစ်ဆင်ရေးတွေမှာဒီ AI နည်းပညာကိုအကြီးအကျယ်အသုံးချခဲ့တာပါ။အီရန်နဲ့ဆက်နွယ်ပြစ်မှတ်ပေါင်း85ခုထက်မနည်းကိုတိတိကျကျပုံကျဲတိုက်ခိုက်နိုင်ခဲ့တာဟာ AI ရဲ့ပြစ်မှတ်ရှာဖွေမှု targeting စွမ်းရည်ကြောင့်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ AI ဟာပြစ်မှတ်တစ်ခုရဲ့အရေးပါမှုအနည်းအနားမှာအရက်သားတွေရှိမရှိနဲ့ဘယ်ချိန်မှာတိုက်ခိုက်ရင်အထီးရောက်ဆုံးဖြစ်မလဲဆိုတဲ့အပြင်ဥဟာမြောက်ခံမှန်းချက်တွေကိုထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာမေးခွန်းထုတ်စရာတစ်ခုရှိလာပါတယ်။ Cloud ကိုထုတ်လုပ်တဲ့ Anthropic ကုမ္ပဏီကသူတို့ရဲ့ AI ကိုလူသက်လက်နက်တွေမှာမသုံးဖို့တားမြစ်ထားပါတယ်။ဒါပေမဲ့စစ်တပ်ကတော့ဒါဟာလက်နက်မဟုတ်ဘူးအချက်လက်စစ်ဆေးတဲ့ကိရိယာတသက်ပဲလို့ဆိုပါတယ်။တကယ်လို့ AI ကမှားယွင်းတဲ့ပြစ်မှတ်ကိုပြမိရင်ဘယ်သူကတာဝန်ယူမှာလဲ။စစ်ပွဲတွေကို AI ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲပုံအပ်လိုက်တာကလူသားမျိုးနွယ်အတွက်လုံခြုံပါမလားဆိုတာအကြီးအကျယ်ညှင်းခုန်နေကြရဆဲဖြစ်ပါတယ်။ညီကုန်းချုပ်ရရင်တော့ AI ဟာကျွန်တော်တို့ရဲ့အလုပ်ခွင်ထဲတင်မှာပဲနိုင်ငံတကာစစ်ရေးဗျူဟာတွေရဲ့အထိအရှိန်ဟုန်နဲ့ဝင်ရောက်လာပါပြီ။အီရန်စစ်စင်ရေးဟာအစပြုမှုတစ်ခုပဲရှိပါသေးတယ်။တင်ကော AI ကိုစစ်ရေးမှာအသုံးချတာကိုဘယ်လိုမြင်ပါသလဲ။ကွန်မန့်မှာဆွေးနွေးခဲ့ကြပါဦး။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့နည်းပညာနဲ့ဗဟုသုတတွေအမြဲတမ်းရဖို့Innoboutကိုစက်ခိုက်လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။